မင်္ဂလာပါမတိဆန်နဲ့ကြိုးစားပါရစေဒီဆက်လေးစပြီးတော့သုံးတာလေးပြမယ်။မဖြောခင်ဒီကောင်လေးတွေကိုအားပြအောင်အရင်သွင်းရမှာဒီမီးပွိုင်လေး၄ခုပါတယ်။ဒီဟာလေးက၄ခုပြည့်သွားရင်အားပြည့်ပြီ၄ခုပြည့်သွားရင်ဒီမီးလုံးလေးရရက်သွားမှာနော်မိတ်တုံမရှိတော့အားအရင်သွင်းမယ်။အသွင်ကြိုးကသူ့ original အသွင်ကြိုးကိုသုံးဖို့အကြံပေးပါတယ်သူစာအညွှန်းထဲမှာလည်းအဲ့တိုင်းရေးထားတယ်ဒီခေါင်းကကျတော့ adapter ကျတော့5 volt ထွက်တဲ့5 volt ထွက်တဲ့ခေါင်းနဲ့ဆိုရင်ဘယ်ခေါင်းဖြစ်သုံးလို့ရတယ်တော်တော်များများတော့သုံးမှုပြီးသားနေမှာနော်သုံးမှုကြပါသူအညွှန်းစာထဲမှာရေးထားတဲ့အတိုင်းဒီဟာကိုမသုံးခင်ရေနွေးနဲ့အရင်ဆုံးရေနွေးလေးထည့်ပြီးတော့အရင်ဆုံးကော်ဖီမပါဘူးရေနွေးကြီးပဲထည့်ပြီးတော့အရင်ပါဝါဖွင့်ရမှာပေါ့နော်ကြိုပြီးတော့အပူပေးတဲ့သဘောရေနွေးနည်းနည်းတော့ထည့်လိုက်ဟုတ်တော့အပူပေးအောင်စတော့ပေါ်ခလုတ်ကိုဒီ stand လေးနဲ့သုံးလိုက်ရနော်ဒီ stand လေးနဲ့ရေကြတာမအောင်ဒါလေးနဲ့ပြလိုက်ပေါ်ခလုတ်ကို2စက္ကန့်လောက်ဖိလိုက်ရင်ရပြီရေကိုရင်တော့သူရက်သွားမှာပေါ့သူမရက်ချင်ကိုရက်ချင်လဲဒါလေးကိုနှိပ်ပြီးတော့ရက်လို့ရတယ်ရေမရှိတော့ဘူးဘာလို့မရက်သေးရလဲမသိဘူးဟောရက်သွားပြီရေဘယ်လောက်ကြံသေးလဲကြည့်လိုက်နည်းနည်းလေးပဲကြံโอเคဒါပြီးပြီဆိုတော့ဒါလေးကိုခဏထားရေကိုကော်ဖီမုန့်ထည့်မယ်sorry ဒါလောက်ဆရာမလို့ဒီကနေချွေရင်ရတယ်ကော်ဖီမုန့်သူ့ဆက်မှာရေးထားတာတော့14 gram ထည့်လို့ရတယ်လို့ရေးထားတယ်ကျွန်တော်တို့ဒီမှာ16 gram ထည့်ကြည့်မယ်3နေကြလူတွေကတော့16 gram ထည့်တယ်ပြောလို့16နဲ့စမ်းကြည့်ပေါ့နော်ပထမအချိန်ဆိုတော့ဘလို့လာမယ်မသိလို့နော်တားကြီးလည်းမဖိရဘူးဖွားဖွားလေးပဲဖိလိုက်အဲဒါရေမထွက်နိုင်မနဲ့ဘေးကိုပေါက်ထွက်မှလည်းကြောက်အရစ်တွေကိုကော်ဖီမုန့်တွေမရှိအောင်လုပ်မယ်မဟုတ်ရင်အရစ်မလုံးပဲဖြစ်လိုက်မယ်နော်ဒီအရစ်လေးတွေကော်ဖီမုန့်တွေမကျစေနဲ့ရပြီဆိုရင်လိုလေးတက်လိုက်မယ်တချို့တွေဒီမှာ filter ခံသေး filter ခံရင်လည်းခံလို့ရတယ်ကျွန်တော်တို့ဒီမှာဘာမှမခံတော့ဒီတိုင်းလေးတက်လိုက်တော့โอเคရပြီဒါလေးသိမ့်မယ်ပြီးရေနွေးထိုင်မယ်ရေနွေးကတော့ကျွန်တော်ကကော်ဖီကို30လောက်လိုချင်တာ90လောက်ထည့်လိုက်90ကြော်လောက်ပါဗျာ90ထိလည်းမရဘူးအပူတောက်မှာဆိုတော့80လောက်ရှိမှာပေါ့နော်ဒါ80လောက်ထည့်လိုက်ကော်ဖီဘယ်လောက်ရမလဲကြည့်လိုက်
Oh sorry coffee ကိုဘယ်လောက် gram ရမလဲကြည့်လိုက်မယ်ဒီပေါ်တင်လိုက်မယ်ကဲဖွင့်လိုက်မယ်ဒါလေးကို2စက္ကန့်နှိပ်ပြီးတော့နံလေးတော့မှုရည်နော်ခဏချိန်ကမီလီနဲ့တက်မလာပါဘူးခင်ဗျာဒီဟာမီလီတက်မလာဘူးဘာလို့လဲโอเคကော်ဖီကတော့ဖြော်တာပြီးသွားပြီဒီဘောကြောက်ဒါလေးကိုနောင်းလုံးနဲ့ဖြော်တောက်မယ်လိုလေးကြည့်လိုက်ခရင်ဘယ်လောက်ထူတုံးလို့ဆိုပါဖန်ကွက်သေးသေးလေးနဲ့ဆိုခရင်ထူတယ်လို့ပို့ထင်းရမှာပေါ့နော်ဒါကတော့ခွက်ကနည်းနည်းကြီးနေလို့